လူငယ်ရောလူကြီး version နဲ့ပါမြင်ရမယ်နေမာရဲ့ Santo Cat အားလုံးပဲမင်္ဂလာပါ eFootball မှာ Faraz ကောက်ရဲ့ admin Faraz ပဲဖြစ်ပါတယ် eFootball ကနေပေါ့နော်ဒါတရုတ်နှစ်သက်ကူအတွက်ဆိုပြီးတော့ Shiny New Year campaign တခုကိုလုပ်ပေးတာတော့တွေ့ရပါတယ်ဒီ campaign မှာဆိုရင် player တွေအနေနဲ့ဓာတ်ပွဲကစားမယ်ဆိုရင် mission တစ်ခုအောင်မယ်စုစုပေါင်း45ပွဲကစားမယ်ဆိုရင်တော့ဒါ selection contract တစ်ခုရပါမယ်အဲ့ဒီ selection contract ကဘာလုပ်ရမလဲဆိုရင်ဒီ worldwide ဆိုတဲ့ showtime pad မှာဒါကိုကြိုက်တဲ့ player ကိုရွေးလို့ရပါတယ်ဒီ showtime pad မှာဆိုရင်တော့ပထမဆုံးအနေနဲ့ကတော့နေမှာပေါ့နော် Blaze Color player skill ပါတယ်အခုလက်ရှိဒါစန်တိုအသင်းမှာကစားနေတဲ့အသက်33နှစ်အရွယ်နေမာရဲ့ showtime card ကိုဒါထုတ်ပေးလာတာကိုတွေ့ရပါတယ် Blaze Color ပါလာတာကြောင့်လဲပေါ့နော်ဒါလူတော်များများကြိုက်လောက်တဲ့ကတ်လို့လည်းပြောလို့ရတယ်သူကဒါဒီမှာတော့ AMF ဆိုပေမဲ့နေမာရဲ့ထုံးစံအတိုင်းဒီဘဲတောင်မှာလည်းထားပြီးတော့ဆော့လို့ရပါတယ်နောက်ထပ်တစ်ကတ်ကတော့ PSG တောင်ပန်ကစားသမားလီကန်ရင်ဖြစ်ပါတယ်သူကတော့ player skill အနေနဲ့ကတော့ phenomenal pass ပါဝင်လာတာကိုတွေ့ရတယ်သူရဲ့ rating ကတော့140တက်တယ်ပေါ့နော်ဒီပတ်ထဲမှာဆိုရင်တော့သူက rating အများဆုံးလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့နေမာနဲ့တခြားတိုက်စစ်မှုတယောက်ကတော့103ထိပဲတက်ပါတယ်ပြီးတော့နောက်တစ်ခုကတော့ဒါနောက်ထပ်တိုက်စစ်မှုတယောက်ကတော့ phenomenal finishing ပါဝင်လာတဲ့ Cagliari ရဲ့အသင်းရဲ့ပေါ့နော်တိုက်စစ်မှုလူငယ်တိုက်စစ်မှုအသက်20ရွယ်လူငယ်တိုက်စစ်မှုရဲ့ကတ်လည်းဖြစ်ပါတယ်ဒီကတ်ကတော့ဒါလူတော်တော်များများတော့ရွေးမဲ့ကက်လို့တော့ပြောလို့မရဘူး။ဘာကြောင့်လဲဆိုတော့ဒီ player ကိုတိတ်ပြီးတော့လည်းမသိကြဘူးပေါ့နော်။ကျွန်တော်ကတော့ရှင်းပါတယ်ဒါ eFootball ဆိုတာနဲ့ player တွေစိတ်ကြိုက်ကစားသမားကိုပဲကျွန်တော်ကယူမှာကိုယ်တိုင်လည်းစိတ်ကြိုက်ကစားသမားနေမှာပေါ့နော်ကျွန်တော်ကြိုက်တာ Messi ကြိုက်တယ် Ronaldo ကြိုက်တယ်နေမှာကြိုက်တယ်ပေါ့နော်ဒါဒီလိုအစဉ်လိုက်ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ကတော့ဒါနေမှာကိုပဲကျွန်တော်ယူခဲ့ပါတယ်ဒီကက်ကိုရခဲ့တဲ့အတွက်ကြောင့်မလို့အခုချိန်မှာပေါ့နော်ကျွန်တော်မှာဆိုရင် Santo version နဲ့နေမှာနှစ်ကက်ဖြစ်သွားခဲ့ပြီပထမတစ်ကက်ကတော့ဒါ free ပေးတဲ့ဒါလူငယ် version ကက်ပေါ့နော်ဒါနေမှာရဲ့ကစားသမားဘဝစတင်ရ Santo version နဲ့ရုပ်ကလည်းဒါလူငယ်ရုပ်လေးနဲ့ကတ်တကက်ဖြစ်ပါတယ်ဒီကက်ပေါ့နော်ပြီးတော့နောက်ထပ်တစ်ကက်ကတော့အခုလက်ရှိနေမှာရဲ့အသက်33နှစ်အရွယ် Santo အသင်းကိုပြန်လဲကစားတဲ့ကက်ပေါ့နော်ဒီကစားတဲ့ကက်ကနှစ်ကက်ဖြစ်သွားပါပြီဒါကြောင့်မလို့နေမှာရဲ့ Santo ကက်ကတော့ eFootball မှာဆိုရင်လူငယ် version လည်းရှိတယ်လူကြီး version လည်းရှိတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ eFootball မှာ favorite account ကို follow လုပ်ချကြတဲ့လူတွေထဲမှာဆိုရင်နေမှာရဲ့ကက်နှစ်ခုလုံးကိုပိုင်ဆိုင်ထားကြပြီလားအခုလာနေတဲ့ပေါ့နော်ဒီ selection contract နဲ့လဲလို့ရတယ် worldwide ပတ်မှာရောဘယ် player တွေကိုလဲခဲ့ကြလဲဆိုတာကို comment မှာဝင်ပြီးတော့ရေးခဲ့ကြပါအောင်လို့လည်းတောင်းဆိုလိုက်ရပါတယ်